သာသနာတော်နှစ်2560နှစ်ကောဇာတက္ကရာ1389ခုနှစ်တော်သင်းလဇန်တရက်2019ခုနှစ်ဩဂုတ်လ22ရက်မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဝါတွင်ကာလဓမ္မပူဇာအထူးဓမ္မသဘင်ခန္ဓာ၌ကျေးဇူးတော်ရှင်ဗမောက္ခကျုပ်ဆရာတော်ဘုရားကြီးအားမူထား၍2019ခုနှစ်ဓမ္မသာယသာသနာစင်တာဒုံလဘသီလရှင်ဝုခေဘူးသောဒေါက်တာစောမာလာနှင့်အဖွဲ့ဤအမတဒါနဓမ္မဒါနဖြင့်ဟောကြားအပ်တော်မထေရမြတ်တို့ဤအမတ်တရစကားများအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျားဤမဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းဒါဖော်ပြခြင်းငှာမစွမ်းနိုင်မှသောကာလလေးအသင်္ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတဘောတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမထေရမြတ်တို့၏အမတ်တရစကားများပိဋကစာပေမှာထေရဂါထာကျမ်းလို့တတ်မှတ်မှတ်ဖွဲ့စည်းထားတဲ့ကျမ်းတစ်စောင်ရှိတယ်ပါဠိဘာသာနဲ့ရေးထားတဲ့ထေရဂါထာကျမ်းထေရဂါထာဆိုတာမထေရမြတ်များရွတ်ဆိုပြောဆိုသွားတဲ့ပြောကြားသွားတဲ့အမှတ်တရစကားများဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အမျိုးသမီးထေရီမတွေပြောသွားတဲ့ရှင်တွင်စကားဆိုတာဗုဒ္ဓသမီးတော်များရဲ့ရှင်တွင်စကားဆိုတာထေရီဂါထာအဲ့ဒီကျမ်းကိုပြည့်စုံအောင်ဟောပြီးခဲ့ပြီအခုတခါမထေရမြတ်တို့ရဲ့အမတ်တရစကားများဆိုတာထေရဂါထာကျမ်းကိုဒီကနေ့စတင်ပြီးတော့ဟောဒီထဲမှာမထေရမြတ်တွေရဲ့စကားလို့ဆိုတော့ရသောအဖြစ်ဒီမထေရမြတ်တွေဟာ
ရဗုဒ္ဓကိုဖူးတွေ့ခဲ့ကြပြီးမြတ်စွာဘုရားထံမှာအဆုံးအမတွေပြေဝရလို့တရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေများတယ်သူတို့ရဲ့ဘဝအတွေ့အကြုံတွေကိုအမှတ်တရပြောကြားသွားခဲ့ကြတာလေးတွေဟာမှတ်သားဖွယ်ရနာယူဖွယ်ရကောင်းတယ်ပေါ့ဘဝသင်္ကန်းစာပေးတဲ့အနေနဲ့တကယ်ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံကိုယ်တိုင်သိရှိခဲ့ရတဲ့တရားဓမ္မတွေကိုအများအတွက်အကျိုးဖြစ်ပါစေဆိုတဲ့မေတ္တာကရုဏာနဲ့အမှတ်တရစကားများကိုပြောကြားခဲ့ကြတာဖြစ်တယ်ပေါ့အဲ့ဒီအမှတ်တရစကားများကိုစုစည်းပြီးတော့ထေရဂါထာဆိုတဲ့အမည်နာမနဲ့ကျမ်းတစ်စောင်တစ်ဖွဲ့ထင်ရှားရှိတယ်အဲ့လိုအမှတ်တရစကားပြောသွားတဲ့မထေရမြတ်ပေါင်းဟာ264ပါးရှိတယ်အဲ့တော့မြတ်စွာဘုရားရဲ့တပည့်တာဝကဟာ264ပါးတင်တော့မကဘူးပေါ့ဒီ264ပါးသောမထေရမြတ်တွေရဲ့အမှတ်တရစကားတွေကိုသာမှတ်တမ်းတင်လိုက်နိုင်တယ်မှတ်တမ်းမတင်လိုက်ရတဲ့မထေရမြတ်တွေအများကြီးကျန်တယ်လို့သူဆိုရမှာမဟာတာဝကမထေရမြတ်တွေပဲမြတ်စွာဘုရားရဲ့တပည့်ကြီးလို့ခေါ်တဲ့မဟာတာဝကတွေပဲလေဘုရားရဲ့လက်ရဘက်မှာထိုင်ကြတဲ့ပုဂ္ဂိုလ်က40လက်ဝဲဘက်မှာထိုင်ကြတဲ့ပုဂ္ဂိုလ်က40အပါ80ပေါ့နော်မြတ်စွာဘုရားကြွတော်မူတဲ့နေရာမှာယမခယံခယဟန်900ခြံရံပြီးတော့ကြွတယ်အဲ့လိုယမယံခယဟန်ထောင်ချီပြီးတော့နောက်ကပါတယ်ရာဇဂုမြို့ကြွတော့ကဆိုလို့ရှိရင်ရှင်တထောင်ချုပ်ခန်းဆိုပြီးနော်ယသိတထောင်ဟာမြတ်စွာဘုရားရဲ့တပည့်တာဝကအဖြစ်ခံယူပြီးဘုရားနောက်တော်ကလိုက်ပါလာခဲ့ကြတယ်ရာဇဂုမြို့ကြွတဲ့အချိန်တုန်းကနောက်ကယဟန်အပါ1000ပါတယ်အဲ့လိုမြတ်စွာဘုရားရဲ့တပည့်တာဝကတွေမြောက်များစွာရှိတော်လဲတချို့တပည့်တာဝကတွေဟာတောအုံ6ကြားဝေးလံတီခေါင်တဲ့ဒေသတွေမှာနေပြီးတော့မိမိတို့ရရှိထားတဲ့တရားဓမ္မဖြင့်သူတို့ဘဝရဲ့အကျွမ်းကြံသက်တမ်းလေးမှာငြိမ်သက်အေးချမ်းစွာနေထိုင်သွားကြလို့လူတွေအလဲကိုသိပ်ပြီးမရောက်ကြတာတွေလည်းရှိကောင်းရှိမယ်ပေါ့ပိဿဝဂီ5ပါးတဲ့ကအကြီးဆုံးဖြစ်တဲ့ရှင်ကွန်းတင်ညာဆိုအလွန်ဝေးတဲ့ဟိဝန္ဒတောင်ခြေကဆရံအိုင်အနီးမှာရှိတဲ့တောရကျောင်းမှာသွားပြီးသတင်းသုံးတာသေရဗံသက်ဆုံးအဲ့ဒီမှာပဲနေပြီးအဲ့ဒီမှာပဲပြိဋိဘံစံသွားတယ်မြတ်စွာဘုရားစီနှုတ်ဆက်ကြောဖို့အတွက်ပြိဋိဘံစံအနီးမှာဘုရားစီနှုတ်ဆက်ကြောလာခဲ့တာပဲရှိတယ်ကျန်တဲ့အချိန်တွေမှာဆိုလို့ရှိရင်တန်ခါပရိသတ်အလယ်မှာလာရောက်ခြင်းမပြုဘူးတပါးတဲ့အိချမ်းစွာနေတဝိရိရဲ့နေထိုင်ရမှုရဲ့အရသာဟာဘာနဲ့မှမတူတဲ့အရသာလွတ်လပ်မှုအရသာဆိုတာရှိတယ်သို့သောလောကလူတွေကတယောက်တည်းနဲ့တော့မပြောကြဘူးနည်းနည်းတူတူပေါ်လေးတော့ရှိမှဆိုပြီးနှစ်ယောက်မှပြောကြတယ်အဲ့ဒါကြောင့်မို့လို့လူလောကလူတွေရဲ့တယုတ်ကိုဖော်တဲ့အခါမှာဒွါယံဒွါယရာမောဟိအယံလောကောတဲ့ဒီလောကတွေကိုဒီလောကကြီးကိုကနှစ်ယောက်နေရာမှပြောစရာကောင်းတယ်လို့ထင်တဲ့လောကကြီးတဲ့အဲ့ဒီလောကကြီးရဲ့သဘာဝကိုဆန့်ကျင်ပြီးတော့တရားဓမ္မနဲ့ပျော်မွေ့ကြတဲ့ရဟန်းတော်အရှင်မြတ်တွေကတော့တူးသေးပဲပြောကြတယ်တူးသေးရဲ့ကောင်းမွန်ကောင်းနည်းကိုမြတ်စွာဘုရားကိုယ်တိုင်ကထုတ်ဖော်ပြောဆိုခဲ့တာရှိတယ်တယောက်တည်းနေရတဲ့ချမ်းသာမှုတယောက်တည်းနေရတဲ့လွတ်လပ်မှုဘယ်ဟာနဲ့မှမတူဘူးပေါ့နှစ်ယောက်ဆိုရင်မလွတ်လပ်ဘူးသူကြည့်ရတယ်နော်သူ့အတွက်ငဲကွက်ရတာရှိတယ်ဥပမာတကားဖွင့်နေတယ်ဆိုရင်သူကဗျာတကားဖွင့်တာမကြိုက်မှလားကိုယ်တကားပိတ်ချင်တယ်သူကဗျာပိတ်မှမကြိုက်မှလားအဲ့ဒါလို့
တယောက်တည်းမဟုတ်ဘူးနှစ်ယောက်နေတယ်ဆိုရင်တယောက်တယောက်ငဲညာရတဲ့နေရာတွေရှိတယ်မြတ်စွာဘုရားလည်းဝိနည်းသိက္ခာပုဒ်ထဲမှာကိုရကြီးတဲ့ပုဂ္ဂိုလ်နဲ့တူနေမယ်ဆိုရင်တကားဖွင့်တာတောင်မှပြောပြီးမှဖွင့်မှာလို့ယဉ်ကျေးမှုပေးထားတာရှိတယ်ဟုတ်ဘေးစားလိုက်နာကိုဖွင့်နေတယ်လို့မဖွင့်နဲ့ဒါကြောင့်မလို့အဲ့ဒါတွေမြတ်စွာဘုရားကလွန်ခဲ့တဲ့နှစ်ပေါင်း1600တဲ့တကားဖွင့်တဲ့အခါမှာပန်ကြားပြီးမှဖွင့်ရမယ်ပိတ်တဲ့အခါလဲပန်ကြားပြီးမှပိတ်ရမိဖွင့်မိပိတ်လုပ်တဲ့အခါမှာလည်းပဲပေါ့နော်ဒါကတော့ခဏခေတ်ပေါ့အဲ့ဒါမိထွန်းတာတို့မိငိမ့်တာတို့ပန်ကြားပြီးမှလုပ်ရမယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ယဉ်ကျေးမှုဆုံးမတရားတော်တွေဟာရှိတယ်ဒီနေ့လူယဉ်ကျေးတွေဟာလည်းပဲနော်ပြောကြတယ်လေ Do you mind if I open the window Do you mind ဆိုတာလေးနဲ့သူကတကားဖွင့်ရင်စိတ်ရှိမှလားဆိုတဲ့မေးလေးနဲ့မေးပြီးတော့မှဖွင့်ကြတယ်ဒါယဉ်ကျေးတဲ့လူတွေကိုတယောက်တည်းနေတာမဟုတ်ဘူးဆိုလို့ရှိရင်သူကတကားဖွင့်လို့ရမလားသို့မဟုတ်တကားပိတ်ချင်တယ်ပိတ်လို့ရမလားယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေကကြံတယောက်ရဲ့ဆန္ဒကိုတောင်းခံပြီးတော့မှပိတ်တာဖွင့်တာလုပ်လို့ရှိကြတယ်ဒါယဉ်ကျေးတဲ့အတိုင်းဝိုင်းမှာဒီတိုင်းပဲရှိတယ်နော်ဒီအသုံးလေးတွေလည်းရှိတယ်ပေါ့တော့မြတ်စွာဘုရားကိုယ်တိုင်ကိုကတူတူငဲ့ညာထောက်ထားပြီးသူရဲ့စိတ်ဆန္ဒမဖြစ်အောင်တူရဲ့တူအလိုဆန္ဒမကြတာတူအနှောက်အယှက်မဖြစ်အောင်မြတ်စွာဘုရားဆုံးမခဲ့တာဝိနည်းကျမ်းတွေထဲမှာအလုံးကိုပြည့်ပြည့်စုံစုံရှိတယ်အဲ့ဒါလူယဉ်ကျေးမှုတွေလိုက်နာရတဲ့အချက်တွေပဲလို့ဆိုလို့အဲ့တော့ဒီလိုယဉ်ကျေးတဲ့အနေအထားတွေဟာဘုန်းကြီးတို့တွေလည်းတတိထားကြရမှာဖြစ်တယ်ပေါ့ကိုယ်နဲ့အခန်းတစ်ခန်းထဲမှာတယောက်တည်းနေပြီဆိုလို့ရှိရင်တကားပိတ်လို့ရမလားဒီတိုက်သို့မဟုတ်တကားလေးဖွင့်ညင်တယ်ဖွင့်လို့ရမလားတစ်ဖက်သားရဲ့ဆန္ဒကိုတောင်းခံပြီးတော့မှဖွင့်မယ်ပိတ်မယ်မိဖွင့်ညင်တယ်ဖွင့်လို့ရမလားဟိုကလည်းဖွင့်မှဆိုဖွင့်လိုက်ဒီလိုနှစ်ယောက်နေတဲ့အခါတဦးရဲ့ဆန္ဒတဦးရဲ့ဆန္ဒကိုတဦးကလေးစားပြီးခွင့်တောင်းပြီးတော့လုပ်တဲ့အလုပ်ဟာလူယဉ်ကျေးတွေလုပ်တဲ့အလုပ်ပဲဒီလိုနေရာမှာဖြစ်တယ်ပေါ့နော်အဲ့တော့တယောက်တည်းကြတော့ဒီကိစ္စတွေတခုမှမရှိတော့မြတ်စွာဘုရားဟောထားတယ်တယောက်တည်းနေရတဲ့အကျိုးရှေ့မျောကြည့်လိုက်တယ်တယောက်မှမတွေ့ဘူးလမ်းသွားတဲ့အခါနောက်လှည့်ကြည့်လိုက်တယ်တယောက်မှမတွေ့ဘူးရှေ့မှာလည်းတယောက်မှမတွေ့ဘူးနောက်မှာလည်းတယောက်မှမတွေ့ဘူးဘေးမှာလည်းမတွေ့ဘူးပေါ့နော်အဲ့ဒါလို့ခရီးသွားတဲ့အချိန်လေးမှတော့ရှေ့ကြည့်လိုက်လဲတယောက်မှမရှိနောက်ကြည့်လိုက်လဲတယောက်မှမရှိကိုတယောက်တည်းဆိုတဲ့အချိန်လေးမှာအလွတ်လပ်ဆုံးနေထိုင်ရတာဟာအကောင်းဆုံးပဲအောက်ထစ်ဆုံးပြောရမယ်ဆိုလို့ရှိရင်တဲ့ခြုံကြားဝင်ရတာတောင်လွယ်တယ်လို့ပြောတယ်ခြုံတိုးဖို့တောင်လွယ်တယ်ပေါ့တိတ်တောင်အကာအကွယ်တွေမလိုတော့ဘူးသူတို့ဆိုလို့တယ်ပေါ့ဒါမြတ်စွာဘုရားကိုယ်တိုင်အဲ့လိုပဲပြောတာပဲနော်ရှေ့ကြည့်လိုက်မယ်တယောက်မှမတွေ့ဘူးနောက်ကြည့်လိုက်မယ်တယောက်မှမတွေ့ဘူးတဘာဝတရားအရာအခင်းကြီးအခင်းလေးသွားဖို့တောင်မှလွယ်ကူတယ်လို့ဒီလိုဟောခဲ့တာတယောက်တည်းရဲ့လွတ်လပ်မှုတွေဟာအများကြီးရှိတယ်တယောက်တည်းလွတ်လပ်မှုတွေဟာစာဖွဲ့လို့မကုန်နိုင်လောက်အောင်လွတ်လပ်မှုတွေရှိတယ်ဒါကြောင့်လို့တယောက်တည်းနေတာကိုသိသဘောကျကြတယ်ပေါ့နော်သဘောကျကြတယ်နှစ်ယောက်နေပြီဆိုလို့ရှိရင်တော့ခုနခက်ခဲတွေနဲ့ကြောင့်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေဟာတော်ထဲမှာတယောက်တည်းနေလိရှိကြတယ်ဘုရားကိုယ်တိုင်ကလည်းဧကတ္တစရိတံသေယောတယောက်တည်းနေတာကောင်းတယ်ပိုကောင်းတယ်တယောက်တည်းနေဖို့ကြိုးစားအဖော်ဆိုတာတကယ်ကိုအဖော်ပြုလိုက်တဲ့ပုဂ္ဂိုလ်မှာသူ့ကိုအမိပြုရလို့ရှိရင်ကိုယ်မှာသီလသမာဓိပညာတွေတိုးတက်လာမယ်တရားဆွေးနွေးလို့ရမယ်မသိတာသိအောင်လုပ်လို့ရမယ်ဆိုရင်တော့အဲ့ဒီအဖော်ဟာလိုအပ်တယ်ပေါ့အဲ့ဒါလို့မဟုတ်ဘူးဆိုရင်တယောက်တည်းနေတာကောင်း
တယောက်တည်းနေတာကောင်းတယ်မြတ်စွာဘုရားထိုထိုသုတ်တန်နေမှာဒီတိုင်းပဲဟောတာတယောက်တည်းနေခြင်းရဲ့အကျိုးကျေးဇူးတွေဟောတာအဲ့ဒါကြောင့်လို့တချို့ရဟန်းတော်တွေဟာဝိလံတိခေါင်နဲ့တောရကျောင်းတွေမှာတပါးတည်းနေကြတာဖြစ်တယ်ပေါ့တန်ခါပရိသတ်ထဲရောက်လာခဲ့တယ်သူတို့ဟာတပါးတည်းပဲနေကြတယ်အဲ့ဒီတပါးတည်းနေလို့လဲသူတို့ရဲ့စကားတွေမကြားလိုက်ရတာမမှတ်လိုက်ရတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်တန်ခါပရိသတ်ထဲနေတဲ့အခါမှာဒီကြားရမှာတွေရှိတယ်ပေါ့နော်အဲ့လိုမကြားရဘူးဒါကြောင့်မို့လို့ထေရဂါထာမှာမှတ်တမ်းတင်ထားတာ264ပါ264ပါမထေမြတ်တို့ရဲ့အမှတ်တရစကားများကိုပြောအဲ့တော့လို့စကားပြောတဲ့အခါကျတော့တချို့ကတူတူပြောတယ်တချို့ကရှည်ရှည်ပြောအဲ့တော့မိတ်ကြားတဲ့ယဟန်တော်264ပါလို့ဆိုပြီးမဲ့လို့သူတို့ပြောချခဲ့တဲ့ကဗျာဂါထာပုတ်ပေါင်းကတော့1360ရှိတယ်နော်1360ရှိတယ်အဲ့ဒါကြောင့်မလို့ဘယ်နှစ်ရက်ဟောရမယ်တော့မသိဘူးနော်ဒါပြီးသည့်ထိအောင်ဆိုလို့ရှိရင်ဘယ်နှစ်ရက်ဟောရမှာမသိဘူး1360တပါးတည်းတွေမဲ့တချို့ကဂါထာစကားပုတ်ပေါင်း40လောက်ပြောတာရှိတယ်အဲ့ဒါလိုပြောတာရှိတယ်အဲ့တော့တူတူပြောတဲ့ပုဂ္ဂိုလ်ရှိတယ်ရှည်ရှည်ပြောတဲ့ပုဂ္ဂိုလ်ရှိတယ်ထိုမထေမြတ်တို့ရဲ့ပြောဆိုခဲ့တဲ့စကားတွေကိုစုစည်းပြီးတော့ထေရဂါထာလို့ဆိုပြီးကျမ်းတဲ့ကျမ်းဖွဲ့စည်းထားသဖြင့်ဘုန်းကြီးတို့တွေသင်ယူကြရတယ်မှတ်သားကြရတယ်လေ့လာကြရတယ်အမှန်တမ်းကံကောင်းတယ်လို့ပြောရမယ်ဒီစာပေတွေကိုသိရှိရတာနော်အဲ့တော့ပါဠိဘာသာနဲ့ရေးထားတာဖြစ်လို့အနှစ်သာရပြည့်ပြည့်သိချဒီပြောတဲ့မထေမြတ်တွေဟာအမှတ်တရစကားပြောတဲ့မထေမြတ်တွေဟာတောကြောင်တောင်ကြောင်ဈေးကြောင်ဆိုင်ကြောင်ကားကြောင်ဒါတွေတော့ပါမှာမဟုတ်ဘူးပေါ့နော်ဟိုကြောင်ဒီကြောင်တွေတော့မပါဘူးပေါ့သူတို့ပြောမှာတကယ်ဘဝမှာတန်ဖိုးရှိတဲ့အကြောင်းတွေပဲပြောမှာပဲအဲ့ဒါတွေပြောမှာဆိုတော့ဓမ္မတန်ဖိုးရှိပါတယ်အဲ့ဒီထေရဂါထာကျမ်းကြီးကိုဖွဲ့စည်းထားတဲ့ထဲမှာရှင်နန္ဒမထေမြတ်ကဏိဒန်းစကားကိုဂါထာ3ပုဒ်နဲ့ရေးသားဖော်ပြခဲ့တယ်သူရေးသားဖော်ပြရတဲ့ဂါထာ3ပုဒ်ကဘာတော့ဆိုတိဟနာဝနဒန္တာနံဓာတိနံဂိရိကပ္ပတိသူနာထဘာဝိတတနံဂါထာအထုပနာယိကာတိုက်တွန်းစကားလေးအရင်ရေးလိုက်တာနော်တိဟဆိုတာခြင်းသိနဒန္တဆိုတာခြင်းသိတွေကဟိန်းနေဟောက်တယ်ဓာတိဆိုတာလည်းခြင်းသိရဲ့နာမည်ထက်မြက်တဲ့အစွဲရှိတယ်ခိုင်မာတဲ့အစွဲရှိတယ်ဒါမို့ဆင်းကြီးဖြစ်ဖြစ်ကြွယ်ကြီးတွေဖြစ်ဖြစ်သူတို့ကြိုက်ဆွဲထားလို့ရှိရင်မယုံထွက်နိုင်ကြတော့သူတို့ဆွဲကြီးတွေအမှန်တမ်းခိုင်မာကြတယ်မေယုကြီးတွေကလည်းခိုင်မာကြတယ်ကြိုက်ဖမ်းလိုက်လို့ရှိရင်သူတို့ရဲ့အင်အားကောင်းတဲ့မြင်းကြားကြီးတွေတို့နော်သရဝါကြီးတွေအကုန်လုံးကြိုက်ထားလို့ရှိရင်ယုံထွက်နိုင်စွာမရှိကြအစွဲရှိတယ်ခိရိကပ္ပရဆိုသူတို့အောင်းပြီးတော့နေတတ်တာတောင်ခေါင်းတွေလိုင်ကူတွေမှာအောင်းနေတတ်တယ်အဲ့တော့တင်စားပြီးရှင်အနန္ဒမထေမြတ်ကပြောတာတောင်ခေါင်းတွေမှာအစွဲထက်တဲ့ခြင်းသေးတွေဟာဟိညာဟောက်ကြသလိုပဲဘာဝိတတဆိုတာကိုယ်စိတ်ကိုလေ့ကျင့်ထားလို့တကယ်ကိုအစစ်မြင့်တဲ့စိတ်တွေသဘောထားတွေရင့်ကျက်တဲ့စိတ်တွေသဘောထားတွေရရှိပြီးကြတဲ့မထေမြတ်တို့ရဲ့အထုပနိယနာယိကာဂါထာအထုပနာယိကာ
အနတ္တိပဲနဲ့ပြည့်စုံလာတဲ့ဒီဂါထာတွေကိုသူနာထားနားထောင်ကြည့်ကြပါလို့ဆိုလိုတယ်ဆိုလိုတာကအစွဲထက်တဲ့ရှင်သေးတွေဟိဟောက်တယ်လို့ရဲရဲဝံ့ဝံ့မိမိတို့အတွေ့အကြုံအမှတ်တရစကားများကိုရဲရဲဝံ့ဝံ့ပြောကြားတတ်တဲ့လေ့ကျင့်ထားတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်သူမြတ်တွေရဲ့အဓိပ္ပာယ်အနက်အဓိပ္ပာယ်ပြည့်ဝတဲ့စကားတွေကိုနားထောင်ကြည့်ပါလို့ဒီခါတာလေးနဲ့တိုက်တွန်းထားနော်နားထောင်ကြည့်ပါဆိုပြီးတော့ရှေ့ဆက်ပါပြောတော့ယထာနာမယထာခွတ္တာယထာဓမ္မဝိဟာရိနောတထာဓိမုဒ္ဒသဗ္ဗညဝိဟရိန္တုအတ္တန္တိတာယထာနာမဆိုတာနာမည်လည်းမျိုးမျိုးရှိကြတယ်ယထာခွတ္တာလူမျိုးကလည်းစုံတယ်အနွယ်ကလည်းအမျိုးစုံတယ်အဲ့တော့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေဟာအနေနဲ့ရရကမျိုးစုံအမည်နာမမျိုးစုံမျိုးနွယ်မျိုးစုံကနော်လာပြီးတော့သူတို့ရရှိထားတဲ့ငြိမ်းချမ်းတဲ့တရားနဲ့နေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေယထာဓိမုဒ္ဒသဗ္ဗညအသိပညာထက်မြက်ပြီးတော့သူတို့ရဲ့နှလုံးသွင်းတရားနဲ့ဒီပုဂ္ဂိုလ်သူမြတ်တွေဟာဝိဟရိန္တုအတ္တန္တိတာသူတို့ဟာတောတဲ့တောင်ထဲမှာတပါးတဲ့သတင်းသုံးကြတော့လည်းပဲပြင်းရည်ခြင်းမရှိကြဘူးအမြဲတမ်းတက်တက်ကြွကြွကြိုးပမ်းအားထုတ်နေကြတာကိုလိုရတဲ့အလုပ်ကိုအမြဲတမ်းလုပ်နေကြတယ်လို့ဆိုနော်ကြိုးစားနေတယ်အမြဲတမ်းကြိုးစားကြအိတ်နေတာမဟုတ်ဘူးတောထဲမှာနေ့စဉ်နဲ့အမျှဇံဝင်စားကြတယ်ဝိပဿနာရှုကြတယ်ဒီလုပ်တွေကိုဆွဲဆွဲမြဲမြဲအချိန်မီကြိုးစားအထုတ်နေကြတယ်အဲ့ဒီလိုအထုတ်ပြီးတော့နေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်သူတို့ရဲ့အရည်ချင်းတွေကိုဖော်ပြတယ်တထတထဝိပသိတဝါဖုသိတဝါအစ္ဆုတံပဒံအဲ့ဒီလိုလူမျိုးတည်တည်ကနေဝင်ရောက်လာပြီးမိမိတို့ရဲ့စိတ်တွေသဘောထားအားလျော်စွာနှစ်သက်မြတ်နိုးရတရားဓမ္မအားလျော်စွာမပြင်းမရိကြိုးစားအထုတ်ပြီးယုတ်ဓမ္မနန္ဒဘာတွေပေါ်မှာဝိပဿနာရှုကြတယ်နော်သဘာဝတရားရဲ့မမြဲမှုတွေကိုအမြဲတမ်းရှုကြည့်ပြီးပြင်းပြင်းကြီးနဲ့အိတ်နာမဟုတ်ဘူးအမြဲတမ်းကြည့်ရှုနေကြတယ်တထတထဝိပသိတဝါယုတ်ဓမ္မသင်္ခါရတရားတွေပေါ်မှာထူးခြားတဲ့အမြင်နဲ့ကြည့်ပြီးတဲ့အခါမှာဖုသိတဝါအစ္ဆုတံပဒံဘယ်တော့မှပြောင်းလဲခြင်းရွေလျောခြင်းမရှိတဲ့နိဗ္ဗာန်ဆိုတဲ့အဆင့်ကိုသူတို့ဟာထိရောက်သွားကြပြီကတန္တံပစ္စဝခန္တာဣမမထအပါတိတုံသူတို့ဟာနော်သူတို့ကိုယ်တိုင်နိဗ္ဗာန်ကိုစိုက်ထိပြီးတဲ့အခါမှာသူတို့လုပ်ခဲ့တဲ့လမ်းဆုံးပန်းတိုင်ကိုပြန်ပြီးစဉ်းစားပြီးသူတို့လုပ်ကျင့်ကြံကြိုးကုပ်အားထုတ်ခဲ့တဲ့အမတ်တရစကားတွေကိုဒီမှာပြောကြလိမ့်မယ်အဲ့ဒီပြောကြတဲ့စကားတွေကိုမှတ်သားနိုင်ယူကြည့်ပါလို့သူတို့ဆိုလို့တယ်နော်အဲ့ဒါရှင်အနန္ဒမထေရမြတ်က introduction ရေးတာပေါ့ထေရဂတာတွေကိုစူးစီးပြီးပြတဲ့အချိန်မှာဏိဌာန်လေးဖော်ထုတ်ပြီးတော့ဒီသုံးဂါထာနဲ့တိုက်တွန်းနှိုးဆော်ထားအဲ့တိုက်တွန်းနှိုးဆော်ထားတဲ့မထေရမြတ်တွေဟာဒီကနေ့ဟာဘယ်မထေရမြတ်ရဲ့စကားကိုစပြီးနားထောင်ကြမလဲလို့ဆိုရင်သူဗုတိထေရဂါထာကနေစပြီးတော့ဖွင့်တယ်သူကသူဗုတိထေရဂါထာတဲ့ဒီသူဗုတိမထေရကသူပြောတဲ့စကားလေးကဘာပြောတာတုန်းဆိုတမန်အဖြစ်ကြည့်ရင်အဓိပ္ပာယ်နှမျိုးထွက်တဲ့စကားလေးတဘာဝလူတွေအလုံးနားလည်နိုင်တဲ့စကားလေးအဓိပ္ပာယ်ရတယ်
ရှုပ်ဝက်တိမ်မြုပ်ပြီးတော့ပတ်စံသဘောရောက်တဲ့အ내ဒိဗ္ဗေလည်းရရှိတယ်ဒါကိုပေလိခေါ်တယ်အဓိပ္ပာယ်နှစ်ခုအတွက်စကားလေးကိုပြောပုံမသိတဲ့လူကတော့ရိုးရိုးအတွေ့နဲ့ပဲတွေးလို့ရတယ်တရားဓမ္မရှုထောင့်ကနေကြည့်ရင်ရိုးရိုးအတွေ့နဲ့မဟုတ်ဘဲနဲ့တရားအမြင်နဲ့ကြည့်လို့ရှိရင် तू ကတကယ်အစစ်မြင်တဲ့တရားအတွေ့ပဲဖြစ်တယ်အဲတော့ဒီပတိပြရဲ့အမှတ်တရစကားဂါထာလေးတစ်ပုဒ်သေးပဲ तू ပြောတော့တစ်ပုဒ်သေးပဲပြောမှာအဲ့ဒီပုဒ်ကလေးတစ်ပုဒ်ကသန္နာမေကုတိကာဒုက္ခနိဝါတာဝတ္တဒေဝယထာဒုက္ခံစိတ်တံမေသုတမဟိတံဝိမု ddံ အာတာပိဝိဟရမိဝတ္တဒေဝသူပြောတဲ့စကားလေးကဒီတစ်ခေါက်နဲ့ပဲဒီစကားတစ်ခုတည်းပဲနော်စကားပိုက်လေးအဓိပ္ပာယ်ကတော့တမန်အဓိပ္ပာယ်တစ်ခုကိုကြည့်လိုက်မယ်ဆိုရင်သန္နာမေကုတိကာဆိုတာသူနေတဲ့ကျောင်းပေါက်စလေးကမ္မထန်ကုတိလေးနော်သူနေတဲ့ကျောင်းပေါက်စလေးဟာမိုးလုံးလေးလုံးမိုးထားပြီးပြီတဲ့သန္နာမေကုတိကာငါကျောင်းပေါက်စလေးမိုးပြီးပြီဒုက္ခနေလို့ထိုင်လို့အဆင်ပြေတယ်ရာသီဥတုအဆင်ပြေတယ်နိဝါတာလေလဲလုံတယ်လေလုံမိုးလုံးအဲ့တော့နေလို့ထိုင်လို့အဆင်ပြေပြီးလေလုံမိုးလုံးဒီကမ္မထာကြောင့်လေးတဲကလေးကိုမိုးထားပြီးပြီတဲ့ဝတ္တဒေဝယထာဒုက္ခံဒေဝဆိုတာမိုးနမင်းဝတ္တယထာဒုက္ခံမင်းစိတ်တိုင်းညရွာကျင်တော့ရွာသူဆိုတယ်သူကဝတ္တဒေဝညမကြီးကလည်းမိုးသချင်းရှိတယ်မဟုတ်လားရွာပါတော့ဆိုတဲ့မိုးသချင်းနော်အခုလေဝတ္တဒေဝမိုးမင်းကြီးစိတ်တိုင်းညရွာလိုက်ပါယထာဒုက္ခမင်းစိတ်တိုင်းညရွာလိုက်ဖြောက်လုံးမနေနဲ့စိတ်တိုင်းညရွာချလိုက်စိတ်တံမေသုတမဟိတံဝိမု ddံ သူပြောလိုက်တဲ့စကားနောက်တစ်ခေါက်ကဘာတော့စိတ်တံမေသုတမဟိတံငါစိတ်လေးကိုအာယုံပေါ်မှာတမာတိစွမ်းအားနဲ့ရပ်တန့်ထားပြီးပြီစိတ်ဟာဟိုရောက်တရောက်မရောက်ဘူးတမာတိစွမ်းအားနဲ့ငါစိတ်လေးဟာတည်ငြိမ်နေတယ်တည်ငြိမ်ရုံနဲ့မကဘူးဝိမု ddံ အဆိုးတရားတွေအလုံးကတန်ရောစဉ်တွေကလည်းလွတ်နေပြီကိရိတာအလုံးကလည်းငါစိတ်လေးကလွတ်နေတယ်စိတ်လေးကလည်းငြိမ်သက်တယ်ဘုန်းကြီးတို့တွေစိတ်ကြတော့စိတ်ကလည်းမငြိမ်မသက်ဘူးနော်ရင်နဲ့ပူလောင်တတ်တဲ့ကိရိတာတွေနဲ့လည်းရောထွေးနေမလွတ်သေးဘူးသူစိတ်ကြတော့စိတ်လေးကလည်းပဲတည်ငြိမ်တယ်ကိရိတာဆိုတဲ့အပူတွေကလည်းအလုံးလွတ်ကင်းနေတယ်သူစိတ်လေးအာတာပိဝိရာမိဒါပေမဲ့လို့သူဟာကြိုးကြိုးစားစားအထုတ်ပြီးတော့နေပါတယ်ဒီကြောင်းလေးထဲမှာအိတ်နေတာမဟုတ်ဘူးအာတာပိဝိရာမိသူလုံးเสียရှိတာသူများအကျိုးကိုကျိုးသူများအကျိုးဆိုတဲ့ဒီအကျိုးစီးပွားကိုဖြစ်အောင်သူဟာကြိုးစားပန်းစားလှုပ်ဆောင်နေသူပဲဖြစ်တယ်ဝတ္တဒေဝမိုးနဲ့မင်းရွာချလိုက်စမ်းပါဒါသူပြောတဲ့စကားလေးကဒီစကားလေးနဲ့ပြောနော်အတိပ္ပယ်ကတော့အဲ့ဒါလေးပဲကဲအဲ့ဒီမှာဇတ်လန်းလေးကိုပြောအောင်သူဘာလို့ဒီစကားပြောတာလဲဒီအမတ်တရားစကားသူဘာကိုရည်ရွယ်ချက်နဲ့ပြောတယ်လဲသူဟာဘယ်သူလဲအဲ့ဒီဇတ်လန်းကိုကြည့်မယ်ဆိုရင်သူဗုဒ္ဓီဆိုတာတခြားလို့မဟုတ်ဘူးတာဝတိမျိုးကသူမနတထေရဲ့သားနှစ်ယောက်ရှိတယ်တယောက်ကသူထတ္တာတဲ့တယောက်ကသူဗုဒ္ဓီတဲ့ညီကိုနှစ်ယောက်အဲ့ဒီညီကိုနှစ်ယောက်ထဲမှာသူထတ္တဆိုတဲ့သူ့အကိုကိုတော့အနာတပိန်လို့ခေါ်ကြတယ်နော်အနာတပိဏိကလို့ခေါ်တယ်သူ့နာမည်ကသူထတ္တသို့တော့အနာတပိဏိကလို့ခေါ်တယ်အနာတပိန်တထေရဲ့ညီကြတော့သူ့ကိုသူဗုဒ္ဓီလို့ခေါ်တယ်ညီကိုနှစ်ယောက်သူတို့အဖေကသူမနတထေတာဝတိမြို့မှာချမ်းသာတဲ့လူတွေပဲ
ချမ်းသာတဲ့တထေးသား2ယောက်အဲ့ဒီတထေးသား2ယောက်ဟာအရွယ်ရောက်လာတဲ့အခါမှာအိမ်တော်ရဲ့သားတွေကြပြီးနေကိုစီးပွားကိုရှာကြသူတတဆိုတဲ့အနာရင်းက45 ယူဇနာကွာဝေးတဲ့ရာဇဂျိုမြို့နဲ့သူကကိုရောင်းကုန်ဝယ်တွာလာလေးရှိတယ်ပေါ့အလုံးဘုရားကရာအိန္ဒိယဖျားဘူးသွားဘူးတဲ့လူတွေတွေ့တယ်မယ်တာဝတိရောက်ဖူးတယ်ရာဇဂျိုရောက်ဖူးတယ်ဆိုရင်မှန်းဆကြည့်လို့ရတာပေါ့နော်တာဝတိကမြောက်ရမျက်နှာမှာရှိတယ်နိဘောနဲ့နီးသွားတယ်ပေါ့အိန္ဒိယနယ်စပ်ရောက်သွားတယ်အဲ့တော့တာဝတိကမြောက်ပိုင်းမှာရှိတယ်ရာဇဂျိုကတောင်ပိုင်းမှာရှိတယ်အဲ့တော့မြောက်ပိုင်းကကုန်းတွေကိုသယ်ဆောင်ပြီးတော့ရာဇဂျိုမြို့ကိုသွားပြီးတော့ဈေးရောင်းတာကိုရောင်းကုန်ဝင်လောက်တာပေါ့အယောင်းဝင်လောက်တာအဲ့တော့ရှေးကလောက်ကင်စားတော့ကြတာဟာဘယ်လိုလောက်ကင်စားတော့ကြလဲလို့ဆိုရင်ဝဏိစ္စဆိုတဲ့အယောင်းဝယ်ကုန်သွယ်မှုနဲ့အလုပ်လုပ်ကြတာရှိတယ်ဒါကောင်းရောင်းကောင်းဝယ်နော်နောက်တစ်ခုကတော့ကတိကမ္မထွန်ရက်စိုက်ပျိုးကြတယ်စိုက်ပျိုးရင်းနဲ့သက်မွေးတယ်အယောင်းဝယ်နဲ့သက်မွေးတယ်ကုန်တယ်နဲ့လေသမားပေါ့နော်အဲ့လိုနေကြတာသူတို့ချမ်းသာကြတယ်ကုန်တယ်တွေကချမ်းသာကြတယ်ဟိုကကုန်ပစ္စည်းကိုသယ်ဒီမှာရောင်းနော်အမြတ်တွေရအဲ့ဒါလို့ကုန်ပစ္စည်းတွေကိုတဏှာမှာမရှိတဲ့ကုန်ပစ္စည်းကိုတဏှာသယ်ရောင်းအနာတပိဆိုတဲ့သူတ္တတတထေကသူတ္တတဆိုအနာတပိတထေကမြောက်ပိုင်းမှာထွက်တဲ့တာဝတိဒေသထွက်တဲ့ကုန်ပစ္စည်းတွေကိုလှဲတွေနဲ့သယ်ဆောင်ပြီးတော့ခုခေတ်ဆိုတော့12 ဘိန်းကားကြီးတွေပေါ့24 ဘိန်းကားကြီးတွေနော်အဲ့တော့လှဲပဲရှိတာလှဲနဲ့သယ်တာပေါ့လှဲနဲ့သယ်ပြီးတော့ရာဇဂျိုဘက်ကိုသွားရောင်းတာအဲ့ဒီလိုတဏှာသွားရတယ်ဆိုတာသူတို့မှအချိန်ကြီးအများကြီးယူရတယ်ခုခေတ်မှာတော့အလွန်လျင်မြန်တယ်ပေါ့နေမြင်ညရောက်ပေါ့နော်အခုဒီနိုင်ပဲတော့ရန်ကုန်ရောက်ချင်ရောက်သွားမြင်တယ်ခုခေတ်ကတော့အဲ့ဒါလို့ဒီမှာနေရှိပဲညကြရန်ကုန်ရောက်ချင်ရောက်ညရန်ကုန်မှာရှိပဲမနေ့ဒီရောက်ချင်ရောက်လာမြင်တယ်လေကားကြီးတွေနဲ့လိမ်မြန်နဲ့အဲ့သူတို့ခေတ်ကတော့သွားလိုက်ရတာအကြာကြီးသွားတယ်အဲ့တော့သတင်းဆိုတာလည်းပဲတယ်လီဖုန်းမရှိဘာမရှိဆိုတော့ဟိုကသတင်းဒီကကြားဖို့ဆိုတာခက်တယ်အဲ့တော့သူရတ္တဆိုတဲ့အနာတပိဟာသူ့ရဲ့မိတ်ဆွေလည်းတော်တယ်မောင်လည်းနှမလည်းရောက်ဖလည်းတော်တယ်ရာဇဂျိုတထေးအိမ်မှာသူတဲတယ်အမြဲတမ်းအဲ့ဒီမှာသူကုန်ပစ္စည်းတွေချပြီးတော့သူရောင်းတာအဲ့ဒီတစ်ခေါက်သူရောက်သွားတဲ့အခါကျတော့ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုကြုံခါတိုင်းဆိုလို့ရှိရင်သူလာပြီဆိုလှမ်းပြီးတော့သတင်းပေးလိုက်တာခုခေတ်ကတော့သတင်းပေးလို့လွယ်တယ်ဖုန်းဆက်တယ်အဲ့ဒီတော့ကတော့သတင်းပေးဖို့ရမြင်းနဲ့လူတယောက်ကြိုပြီးတော့လွှတ်ရမှာပေါ့နော်သူလာပြီကုန်ပစ္စည်းတွေပါတယ်လူဘယ်နှယောက်ပါလာတယ်ဆိုတာတွေကိုရာဇဂျိုတထေးစီသတင်းပို့ရတယ်ပို့တဲ့အခါကျတော့ဟိုကသူတို့တဲဖို့ခိုးဖို့နေရာတွေတို့ကုန်ပစ္စည်းတွေရောင်းဖို့စပ်ဖို့နေရာတွေအကုန်လုံးဆင်သင်လုပ်ပေးထားအဲ့ဒီတစ်ခေါက်ကြတဲ့အခါကျသူသတင်းပို့တယ်ပို့ပြီမလို့ခါတိုင်းဆိုရင်ရာဇဂျိုတထေးရောက်ဖတော်ကြီးကစောကြီးလာကြိုလေးရှိတယ်သူဝမ်းသာအဲလဲနော်ရာဇဂျိုမျိုးပြင်ထီအောင်လာပြီးတော့ကြိုတယ်ဒီကနေ့တော့တယောက်မှပေါ်မလာမြို့တကားဘွားရောက်လာပြီဘယ်သူမှလာကြုံမဲ့လို့ရှိဘူးဒါနဲ့မြို့ထဲဝင်လာတထေးအိမ်တကားဘွားရောက်သည့်ထီအောင်ကြုံမဲ့လို့ရှိဘူးအဲ့ဒီခေါက်မှာသို့တော့တထေးကမရှိဘူးလားဆိုရာဇဂျိုတထေးရှိတယ်အိမ်သူအိမ်သားအလုသမားတွေနဲ့အလုရှုပ်နေတာချက်လားပြုတ်လားအကုန်လုံးတော့အိုးကြီးတွေနဲ့ချက်ပြုတ်နေကြတယ်အဲ့ဒီမှာသူကချွေးတစ်လုံးလုံးနဲ့စီမံနေတာဟိုက
ဒီဟာဘာဟင်းချက်ဟိုဟာဘာဟင်းချက်နဲ့ပေါ့နော်ဟင်းကျွေးရဗမာလောက်တော့များမယ်မထင်ဘူးကလားအိန္ဒိယချက်တာအဲ့ဒါလို့မဆလာနတ်နေရလဲထောင်းမနေနေဝင်သွားတဲ့အခါဟင်းနေချက်ပြုတ်နေတာအလုံးရှုပ်နေတော့သူ့ကိုမနှုတ်ဆက်အောင်ဖြစ်အဲ့ဒီခါသူ့စိတ်ထဲမှာတန်တော်ဖြစ်ပြီးအိမ်သာရောက်တော့သူ့ကြုံမလို့ဖြစ်တွေ့တဲ့အခါကျတော့သူကပဲစနှုတ်ဆက်ဘာတွေအလုံးရှုပ်နေတာလဲနော်ဘာတွေလှုပ်ရှုပ်နေတာတော့ဖေမိတာရမင်းကြီးနဲ့စစ်တီဘိုဘာတွေကိုထမင်းကျွေးဖို့လုပ်နေတာလားအကြီးအကျယ်အလူကြီးပေးဖို့လုပ်နေတာလားနော်ဖိတ်ကြားထားတဲ့လူတွေကိုကျွေးမွေးအခမ်းဖို့လုပ်နေတာလားကလားမင်္ဂလာဆောင်လုပ်နေတာလားဘာလားပေါ့တခုခုပေါ့ဘာတွေလှုပ်ရှုပ်နေတာတုံးလို့ပြောတဲ့အခါကျတော့ရာဇဂိုတတိယအေးဟုတ်တယ်ကွာဒီတစ်ခါတော့ငါအလုံးရှုပ်တယ်ဗိဓာရမင်းကြီးကိုဖိတ်ပြီးထမင်းကျွေးဖို့မဟုတ်ဘူးဟေ့ဗုဒ္ဓဆိုတဲ့တကယ်ကိုထူးမြတ်တဲ့သူတော်စင်ပုဂ္ဂိုလ်တစ်ပါးတို့နိုင်ငံမှာရောက်နေတယ်တို့မြို့မှာသတင်းသုံးနေတယ်အဲ့ဒီဗုဒ္ဓနဲ့သူ့ရဲ့တပည့်တာဝကတွေကိုဆွမ်းကျွေးဖို့ငါလုပ်တာဒါကြောင့်မို့မင်းကိုမကြိုးအားဘူးလို့အဲ့လိုပြောတော့သူကဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဆိုတာဈာပုနာဝကတော့ရှိကြတယ်လူတွေကအံ့ဩသွားတာဒီလိုပုဂ္ဂိုလ်မျိုးဆိုတာနှစ်ပေါင်းကဘာပေါင်းများစွာကြာမှတစ်ခါတလေပေါ်တတ်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များလို့သူတို့သိထားကြတာဟုတ်အဲ့တော့ဗုဒ္ဓဆိုတာအတန်ကြားဖို့တောင်မှအလွန်ခက်တယ်တကယ်ပေါ်တာကြားလိုက်တာနဲ့တပြိုင်နက်သူ့စိတ်ထဲမှာသူ့ထဲမှာစက်သိမ်းဖြန်းကနေထသွားပြီးတော့ဘာပြောလိုက်တယ်ထပ်ပြောစမ်းမအောင်ဘာပြောလိုက်တာတော့ဗုဒ္ဓဆိုပုဂ္ဂိုလ်ပေါ်ထွန်းနေပြီဆိုတော့ထပ်ပြောပီတိတွေဖြစ်ပြီးတော့သူဟာသူ့နားကိုသူမယုံနိုင်လို့ထပ်မေးတာဟာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ပေါ်နေပါလားတော့ရောက်သွားတဲ့အချိန်ကလည်းပဲအချိန်ညနေဆောင်အချိန်ဖြစ်သွားပြီမြို့တကားဖွင့်တာလေးမိယုံမဲ့သူရောက်သွားတာအဲ့တော့အဲ့ဒီဗုဒ္ဓဘယ်မှာသတင်းသုံးလဲငါသွားချက်နဲ့ခုချက်ချင်းသွားချက်နဲ့လို့ဆိုဟာမင်းသွားလို့ပဲရမလဲဒီချိန်မြို့တကားပိတ်နေပြီဒီချိန်သွားလို့မရဘူးအချိန်မဟုတ်ဘူးနောက်တည့်ရမနေ့ကျဒီကြွလာလိမ့်မယ်ပေါ့အဲ့ဒါတညာအလုံးသူအိယာသာဝင်လိုက်ရောဗုဒ္ဓဆိုတဲ့အတန်မဲ့သူ့ထဲမှာကြားနေတယ်အနာတပိန်ကအဲ့လိုအိယာသာအိပ်ပြီးတော့ညမှာ3ခါလောက်လန့်နိုးတယ်နိုးလိုက်တယ်သူဗုဒ္ဓတွေ့လန့်နိုးပြီးတော့ကြည့်လိုက်တဲ့အခါလင်းပြီလို့ထင်နေတယ်3ခါမြောက်ထားလိုက်တဲ့အခါကျသကောင်းကြော်စရှိသေးတယ်အဲ့ဒီချိန်ထားတာလင်းသွားပြီသူမျက်စိထဲမှာအလုံးကလင်းနေတာဖြစ်တယ်။တခါတည်းဓာတ်လျှောက်ထအိယာနေထပြီးထွက်တကားတွေကလည်းပိတ်မထားကြဘူးအစင်းစင်းပွင့်နေအဲ့ဒီတကားတွေကနေဆင်းပြီးဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရှိတဲ့စီငါသွားမယ်ဆိုပြီးတန်းသွားတာဟိုရောက်တော့မြို့တကားတွေကလည်းအစင်းစင်းပွင့်နေတယ်တဲ့ထွက်ချသွားလိုက်တာအဲ့တော့ထွက်ချသွားလိုက်တဲ့အခါကျတော့အပြင်လဲရောက်ရောနော်ရာဇဂိုမျိုးဆိုတာလူဦးရေကလည်းထူတတ်တယ်အချိန်မရှိမှသေဆုံးတဲ့ပုဂ္ဂိုလ်တွေပါလေကြတော့သူကကြာနာနာတကြိုဖို့အချိန်မရသည့်အတွက်ကြောင့်အလောင်းတွေပြစ်ထားတာရှိတယ်နော်အဲ့လိုပြစ်ထားတာရှိတော့သူသွားတာတင်းကြိုင်းဘက်ကိုသွားတာတိတဘာဝနာဆိုတဲ့တင်းကြိုင်းဘက်ကိုသွားတာအဲ့တင်းကြိုင်းဘက်ရောက်တဲ့အခါကျတော့ပု္ပ္ပောနတ်ကသူ့နှာခေါင်းထဲမှာလည်းအနံ့ရလိုက်တယ်ပြီးတော့လူသေးကောင်ကိုလည်းခလုတ်တိုက်မိတယ်မှောင်ကြီးတယ်အဲ့ကြတော့မှောင်သွားသူကြောက်သွားတင်းညံ့ရောက်တော့သူကြောက်သွားပြီးတော့မှောင်သွားပြီးတော့ရှေ့သွားပြီးရှေ့မတိုးရဲတယ်လို့ဖြစ်သွားတယ်ရပ်တန့်သွားအဲ့ဒီချိန်မှာအတန်တကြားပြောလိုက်တာမင်းစင်တစားစင်ထားတဲ့စင်တရားမြင်တရားရတာတဲ့တ
တန်မိုးရှိပါတယ်ခြေလန်းတလန်းဟာအမြဲတမ်းတန်မိုးရှိတယ်ရောက်အောင်သာသွားရောက်အောင်သာသွားရှေ့ဆက်သွားရှေ့ဆက်သွားနောက်ပြန်မလှဲ့နဲ့လို့ပြောလိုက်တဲ့အတန်တန်သူကြားအားတက်သွားပြန်အားတက်သွားတဲ့အခါအလင်းရောင်လေးကလည်းရလာပြန်တော့ဆက်သွားတယ်နောက်တစ်ခါဒီလိုကြောက်မဲ့ဖွယ်ကြုံတဲ့အခါမှာမှောင်ကျသွားပြန်တယ်စိတ်ကကြောက်လိုက်တာနဲ့မှောင်သွားပြန်တယ်အဲ့ဒီလိုနဲ့နောက်ဆုံးကြတော့မိုးလင်းကနေမလင်းခင်လေးမှာတိမ်တဘာဝနာဆိုတဲ့သုတ်တန်ကြီးတွေရောက်ချသွားအဲ့ဒီအချိန်မှာမြတ်စွာဘုရားကပစ္စုတသမယမိုးတောက်ချိန်ဆိုတာပြီးကြလားမိုးတောက်ချိန်ဆိုတာဘယ်ချိန်တုန်းဆိုမနေ့စောစောထားပြီးကြည့်ရှေ့ကနေမထွက်သေးဘူးသို့တော့အမှောင်ကရောချသွားပြီအဖြူရောင်လေးရောက်နေပြီလင်းလာပြီနော်အဲ့ဒါကိုမိုးတောက်ချိန်လို့ခေါ်တယ်အရုံးမတက်သေးဘူးအဲ့ဒါကမိုးတောက်ချိန်အမှောင်ရော့ပြီးတော့အလင်းရောင်လေးအဖြူရောင်လေးတွေရောက်လာတာညဟာဖြူလာတယ်အဲ့ချိန်မှာမနေ့ပိုင်းလေးကဖြူလာတယ်အလင်းလေးဝင်လာတယ်အဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားကတိတ္တဝဝနသုတ်တန်ထဲမှာသတင်းသုံးရကနေလမ်းလျှောက်သူ့လမ်းမြင်လိုက်တဲ့အခါမှာသူ့ကိုခေါ်လိုက်တယ်သူထတာဒီဘက်လာခဲ့ဒီဘက်လာခဲ့လို့လမ်းခေါ်တာအဲ့မှာသူတန်အံတော်ဖြစ်သွားပြီမြတ်စွာဘုရားစီရောက်သွားဘုရားသူတရားဟောတော့သောတပန်ဖြစ်သွားတယ်ဆိုတော့အဲ့ဒါလို့သူကသောတပန်ဖြစ်သွားပြီဘုရားပေါ်မှာအလွန်ချီးညိုတော့45ရုပ်စနာကွာဝေးတဲ့တောင်ထိမြို့ကိုဖျားကြွဖို့ဆိုပြီးတော့သူပင့်လမ်းမှာတဲခိုဖို့ဆိုပြီးတော့ငွေ3သိန်းထုတ်ပေးပြီးတော့နော်45ချောင်းဆောက်ခိုင်းတယ်တဲချောင်းတွေဆောက်ခိုင်းသွားတေယုဇနာမှာတဲချောင်းတစ်လုံးအဲ့ဒါလို့ဆောက်ခိုင်းထားခဲ့ပြီးတော့သူ့လူတွေဆောက်ခိုင်းထားပြီတောင်ထိမြို့ပြန်သွားတဲ့အခါမြေလိုက်ရှာတယ်မြေလိုက်ရှာတော့ဇေတမင်းသားပိုင်တဲ့ဥယျာဉ်ကြီးကိုတွေ့တော့အဲ့ဒီဥယျာဉ်ကြီးကိုဝယ်ဖို့ရသွားမေးတာမေးတော့ဇေတမင်းသားကမရောညင်ဘူးမရောညင်တော့လူတွေကအခုခဏခေတ်လည်းဒီတိုင်းပဲလေမဝယ်နိုင်တဲ့ဈေးပြောတာနော်မရောချင်ရင်မဝယ်နိုင်တဲ့ဈေးပြောတာခဏလည်းဒီတိုင်းပဲမဟုတ်လားလို့နော်မဝယ်နိုင်တဲ့ဈေးသူပြောချလိုက်တာမရောချင်တော့ဘာပြောတော့ဆိုရင်အေးစီတော့ဒီမြေကြီးကမရောပါဘူးဒါပေမဲ့နော်ရွှေတင်းကားတွေခင်းပြီးတော့မြေအမြရွှေတင်းကားခင်းဝယ်မယ်ဆိုရင်သူအဲ့လိုပြောလိုက်တာအဲ့လိုပြောတော့ခင်းမယ်ဆိုချက်ချင်းပြောလိုက်တဲ့အခါမျက်လုံးပြူးသွားတယ်သူဈေးသတ်မှတ်လိုက်တာဟုတ်ဈေးသတ်မှတ်လိုက်တဲ့အခါကျတော့တကယ်ကသူမရောညင်ဘူးအဲ့တော့မရောဘူးရောင်းမယ်ဟိုကလည်းဒါမင်းသားဈေးဖြတ်တာဈေးဖြတ်ရင်ရောင်းကိုရောင်းမယ်မရောင်းမနေအောင်သူတို့ခင်ဈေးဆိုလိုက်ပြီအဲ့ဈေးပေးမယ်ပေးရင်ရောင်းကိုရောင်းအောင်ဆိုပြီးတော့ဘယ်ထိအောင်ရောက်သွားတော့ဆိုတရားရုံးထိအောင်ရောက်တယ်တရားရုံးရောက်တဲ့အခါကျတရားသူကြီးကဆုံးဖြတ်တယ်ဟုတ်တယ်မင်းသားဒါဈေးဆိုရရောက်တယ်ပေါ့သူကလည်းဒီဈေးပေးမယ်လို့ပြောတယ်မင်းသားကလည်းအတပြာဆွန်ချင်းထင်းဒီရွှေတင်းကဖြန့်ခင်းဝယ်မယ်ဆိုရင်အဲ့ဒီဈေးနှုန်းနဲ့ဆိုရင်ရောင်းမယ်လို့ပြောလိုက်တာအဲ့ဒါမင်းသားရောင်းကိုရောင်းအောင်မယ်ဆိုမရောင်းချင်းရောင်းချင်းနဲ့အဲ့ဒါနဲ့ရောင်းလိုက်ရတာနော်18ကလေးကုန်သွားတယ်နောက်တော့မင်းသားရွှေတိုက်တွေကထုတ်ပြီးတော့ရွှေတင်းကားတွေခင်းပြီးလုံးဝတွန့်တိုခြင်းမရှိဘဲနဲ့ဝယ်တာကိုကြည့်ပြီးတော့အံ့ဩတယ်တစ်ပင်တွေကိုလည်းကွင်းပြီးတော့တနေရာမှာပေးရတယ်နောက်ပိုင်းတော့မင်းသားကဈေးလျှော့ပေးတယ်တစ်ပင်တွေတော့မကွင်းပါနဲ့တော့နောက်ရွှေတင်းကားမလုံလောက်လို့နောက်ကိုယ်တော်တစ်ခုစီကနေဖောက်ပြီးတော့ထပ်ခင်းမို့ရဇေရွန်ကျောင်းမုတ်ဦးအနီးနားလေးမှာကွက်လက်တစ်ခုကျန်တယ်အဲ့ဒါလည်းပဲသူပဲလှူပြရစေဆိုပြီးတော့မင်းသားတရားပေါက်ပြီးစေတမင်းသားတရားပေါက်ပြီးတော့မဝေရတော့အဲ့တော့ကျောင်းဆောက်တာက18ကလေးကျောင်းရည်စက်ချပွဲလှုပ်တာ18ကလေးဆိုပြီးတော့အဲ့ဒါလို့ကုံကြက်ခံပြီးတော့အမြဲတမ်းတရားထက်ထက်မြဲနဲ့လှုပ်ပြီးမြတ်စွာဘုရားကိုတောင်ထိမြို့ကိုပင့်တာပင့်တဲ့အခါကျတော့ဘုရားအမှုရှိတဲ့တန်ဃာတွေဟာခန္ဓာတိုက်မြဲစွာတောင်ထိမြို့ကိုရောက်လာကြ
ရောက်လာပြီးသာဝတိမြို့စေတော်ကျောင်းကြီးလူရေစက်ချတဲ့ပွဲအခမ်းအနားမှာဖရာတရားနားလဲရတော့သူ့ညီသူ့ဖူတီကတရားတရားတွေပေါက်ပြီးတော့အေယဒီတော်လူပေါင်းကိုစွန့်ပြီးတော့ရဟန်းဝတ်သွားတာသူကအဲ့ဒီတော့ရဟန်းဖြစ်သွားတယ်နော်စွန့်သွားတယ်အဲ့ဒီလိုဒုံလဘရဟန်းမဟုတ်ဘူးနော်တခါတည်းဝတ်ထားအဲ့ဒီမှာသူ့ဖူတီကရသော်ဗျာတရားနာရတာနဲ့အကုန်လုံးလောကီကိစ္စတွေစီးပွားရေးတွေပါတွေအကုန်လုံးစွန့်ပြီးတော့ကျောင်းတကာအနာတော်ကြီးကမစွန့်နိုင်ဘူးသူ့ညီကစွန့်ပြီးတော့သာသနာပေါင်းဝင်ပြီးတော့ရဟန်းပြုလိုက်တယ်ရဟန်းပြုပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်တာနောက်မှယဟန္တာဖြစ်သွားတယ်အဲ့ဒီယဟန္တာဖြစ်တဲ့အခါမှာသူ့ရဲ့ထင်ရှားတဲ့အကျင့်နှစ်ခုကဘာလဲလို့ဆိုလို့ရှိရင်တစ်ခုကသူတရားဟောလို့ရှိရင်ပုဂ္ဂိုလ်ရဲ့အပြစ်ကိုဘယ်တော့မှထည့်မပြောဆိုရတဲ့လောဘကြီးသူသည်လို့မပြောဘူးလောဘသည်လို့ပဲပြောတယ်ဒေါသကြီးသူသည်လို့ပုဂ္ဂိုလ်မပြောဘူးဒေါသသည်ပဲဒေါသသည်မကောင်းကျိုးကိုပေးတတ်တယ်ဒေါသသည်ဆိုးတယ်ဒေါသထွက်တဲ့လူဆိုးတယ်လို့မပြောဘူးဒေါသတရားအလွန်ဆိုးတယ်အဲ့ဒါလို့ပုဂ္ဂိုလ်မဆက်ဆက်ပဲနဲ့ဓမ္မတသက်ကိုသာဟောလို့သူ့ကိုအရဏဝိဟာရီအရာမှာထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်မြတ်စွာဘုရားချီးမွမ်းတယ်နောက်တစ်ခုကတော့သူ့ရဲ့အကျင့်တိလအကျင့်မုံကြံမုံကဘာလုပ်လဲဆိုနေ့စဉ်ဆုံးခံကြတဲ့အခါမှာဆွမ်းရတဲ့အိမ်နေဘယ်အိမ်ရဆွမ်းရပြီးဆိုရင်အဲ့ဒီအချိန်လေးမှာသူကမေတ္တာပို့ပြီးတော့ဆံဝင်စားတယ်မေတ္တာဆံဝင်စားပြီးမှဆွမ်းလောင်းတာကိုလက်ခံတယ်အိမ်တိုင်းဟာသူကမေတ္တာပို့ပြီးသားဖြစ်သွားတယ်နော်အဲ့ဒါတော့အတော်လေးအတုခိုးစရာကောင်းတဲ့ဟာပေါ့နော်ဘယ်နေရာရောက်ဆွမ်းရပြီးဆိုရင်အဲ့ဒီမှာသူကတော့ဇံဝင်စားသည့်အထိအောင်မေတ္တာပို့ရိုးချမ်းသာကြပါစေဒီလိုမဟုတ်ဘူးအိမ်သူအိမ်သားတွေကိုအာယုံပြုပြီးတော့မေတ္တာဇံဝင်စားလိုက်တယ်အဲ့ဒီလိုမေတ္တာဇံဝင်စားပြီးတဲ့အခါမှာဟိုကဆွမ်းလောင်းတဲ့အချိန်လေးမှာဆွမ်းလက်ခံတယ်အဲ့တော့ဘာဖြစ်တုံးဆိုသူကအလူကံပုဂ္ဂိုလ်တယောက်အနေနဲ့တမဒီပင်ကိုယ်ကယဟန္တာဖြစ်ရုံများမကမေတ္တာဘာဝနာပွားပြီးတော့မှပစ္စည်းဝတ္ထုကိုလှူခန္ဓာဖြစ်သည့်အတွက်ကြောင့်သူ့လောင်းလှူလိုက်ရတဲ့ဒါနကောင်းမှုတွေဟာချက်ချင်းဆိုသလိုအကျိုးပေးတယ်ကျိုးရကြတယ်ဒီလိုဆိုတယ်အဲ့ဒါကိုအလှူခံတဲ့ပုဂ္ဂိုလ်ကလည်းအလှူခံတိုက်သွားတယ်ပေါ့လှူတဲ့ပုဂ္ဂိုလ်တွေလည်းပဲအကျိုးရှိသွားတယ်အဲ့ဒါကိုစံနမူနာယူထားပြီးတော့ဗမာပြည်မှာစံမဝင်စားနိုင်တော်လည်းပဲတရားဓမ္မတွေကိုသီလဆောက်တည်ခိုင်းတယ်၅ပါးသီလယူတယ်ပြီးရင်ဘုန်းကြီးတွေကမေတ္တာပို့တယ်မေတ္တာပွားတယ်ဒါဒီအစဉ်လာလောက်ထားတဲ့သဘောဒီအစဉ်လာလောက်ထားပစ္စည်းအလူမခံခင်အရင်မေတ္တာပို့တယ်ဒါမေတ္တာပို့တဲ့သဘောနော်အဲ့တော့မေတ္တာတော့ရွတ်တဲ့ဆိုတာမေတ္တာပွားတာ၅ပါးသီလခံယူဆောက်တည်လိုက်တာအလူကံပုဂ္ဂိုလ်တွေဘက်ကပြင်ဆင်ခြင်းပဲမေတ္တာတော့ရွတ်ဖတ်ပြီးတော့မေတ္တာပွားခြင်းသည်အလှူခံပုဂ္ဂိုလ်တို့ရဲ့ပြင်ဆင်မှုပဲဒီပြင်ဆင်မှုနှစ်ခုလုပ်ပြီးတော့မှလှူတာဟာပို့ပြီးတော့အကျိုးကျေးဇူးများတယ်အလှူရဲ့အကျိုးကျေးဇူးပိုများတယ်ဆိုတဲ့စကားအရာဒီလိုလုပ်တာအဲ့ဒါကြောင့်မို့ရှင်သူဗုဒ္ဓိမထေရမြတ်ကတော့အိမ်တိုင်းမှာမေတ္တာပို့ပြီးမေတ္တာဘာဝနာပွားမေတ္တာဇံတရားနဲ့နေပြီးတော့မှဆွမ်းကိုလှူခံလေးရှိလို့သူ့ဒက္ခိနေယအလှူခံပုဂ္ဂိုလ်တွေထဲမှာအထူးခြားဆုံးပုဂ္ဂိုလ်တူဆိုပြီးတော့ခုံတူးပွဲတူနှစ်ခုပေးတာနော်အရဏဝိဟာရီဆိုတော့လုံးဝအပြစ်ကင်းပြီးကိလေသာကင်းပြီးလုံးဝအပြစ်ကင်းတဲ့စကားမျိုးကိုပြောတယ်နော်ဒက္ခိနေယမြတ်သောအလှူကိုခံတိုက်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းထူးခြားတယ်လို့ဒီလိုမြတ်စွာဘုရားကဂုံကြီးထုတ်ဖော်ပြီးတော့ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်သူမြတ်ပါသူ
သူဟာဝိပဿနာကျင့်စဉ်တစ်ခုကျင့်ပြီးယဟန္တာဖြစ်သွားပြီးတဲ့နောက်မှာခရီးတသက်စာရီကြွတယ်ဘယ်ကိုကြွသွားတော့ဆိုရာဇဂုမြို့ကိုကြွသွားတာရာဇဂုမြို့ရောက်တဲ့အခါကျတော့ဒီအနာရဝိန်တို့သူဗုတိတို့ဆိုတာမျက်နှာကြီးတွေလေတထေးတွေကိုဖေမိသာရမင်းကြီးတို့ကလည်းတထေးဆိုတော့သိတာပေါ့နော်အဲတထေးဆိုလူသိတယ်အဲ့ဒါဟုတ်လားထေးတဲ့ပစ္စည်းချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဆိုဘုရင်ကိုယ်တိုင်ကဟိုရင်ဖြစ်တယ်ရှင်သူဝတီကြွသွားတဲ့အခါမှာဘုရင်ကြီးကိုယ်တိုင်ကလာပြီးတော့တွေ့တယ်လာတွေ့ပြီးတော့ရှင်ဘုရားဘယ်မှာသတင်းသုံးတယ်ဆိုသတင်းသုံးတဲ့နေရာပြောပြီးရှင်ဘုရားအတွက်ကျောင်းလေးတစ်ဆောင်ဒီမှာနေတော့သတင်းသုံးဖို့ရအတွက်တဲကျောင်းလေးတစ်ဆောင်ဆောက်ပြီးတော့သူကလှူပါမယ်လို့ဘုရင်ကြီးကလျှောက်သွားပြီးဘုရင်ဆိုတာမျိုးကတားမေ့တတ်တာအလုရှုပ်တဲ့လူတွေကိုအိမ်ပြန်သွားမေ့သွားရောအဲ့တော့ရှင်သူဗုတိကိုဒီတိုင်းပဲကျောင်းဆောက်ပေးမယ်ဆိုတာဝါရင်းကြီးလည်းဖြစ်မိုးကလည်းဝါဆိုကာလဆိုတော့မိုးတွေကလည်းချိန်တက်လာအရှင်သူဗုတိကလည်းဒီတိုင်းပဲလွင်မြေမှာထိုင်းနေတာထိုင်းနေတော့မိုးကရွာလို့မရမိုးတွေတော့အုံနေပြီရွာក៏မရွာမိုးကတပေါက်မှကြာမလားမိုးကတရက်လည်းမရွာနှစ်ရက်လည်းမရွာမေ့လိုက်တာလည်းဘုရင်ကြီးကတစ်လနှစ်လမေ့နေလားမသိဘူးအဲ့တော့မိုးရွာချိန်ကြာရတဲ့မရွာတော့လူတွေကနေပြီးတော့ဘုရင်ကြီးရှေ့မှာဟစ်អော်ကြတယ်ပေါ့ခုခေတ်လို့ဆိုဆန္ဒပြတာပေါ့မိုးမရွာလို့လမ်းရင်ပြင်သွားပြီးអော်ကြអော်တဲ့အခါကျတော့ဘုရင်ကြီးကဘာဖြစ်လို့ပါလဲမိုးရွာချိန်ကြာရတဲ့ဘာလို့မရွာတာတော့ဆိုအဲ့ကြတော့မှရှင်သူဗုတိကိုကျောင်းဆောက်ပေးမယ်ဆိုပြီးတော့မေ့သွားတာအဲ့တော့ကျောင်းဆောက်ပေးမယ်ဆိုတော့မေ့သွားလို့ချက်ချင်းသွားပြီးတော့နော်တဲလေးတစ်လုံးမြန်ဆောက်ပေးရတယ်လုံချုံတည့်ရဒီတက်ကဲမိုးကျောင်းလေးပေါ့အဲ့ဒါလေးဆောက်လိုက်တဲ့အခါကျတော့ရှင်သူဗုတိကငါကပြင်ဘက်မှာဒီတိုင်းထိုင်နေတာအဲ့ဒါလို့ပြင်ဘက်မှာထိုင်နေတဲ့ကျောင်းလေးလဲဆောက်ပြီးတော့ဘုရင်ကြီးကအရှင်ဘုရားဒီထဲသတင်းသုံးမှတပြီးတော့မေ့နေလို့ဆိုအဲ့ကြတော့ကျောင်းနဲ့လဲရွှေ့သုံးသတင်းသုံးတဲ့အခါကျမိုးလေးကဖြောက်နဲ့လှုပ်လာတဲ့အဲ့ကြတော့နော်တဖြောက်ကလေးလှုပ်လာတဲ့အခါမှာရှင်သူဗုဒ္ဓကဒီဂါထာကိုမိုးကိုလှမ်းပြောတဲ့ဂါထာကိုနော်သန္နာမေကုတိကဒုက္ခနိဝါဒငါရဲ့တဲလေးကအမိုးလုံးနေပါပြီနေလို့ထိုင်လို့လည်းကောင်းတယ်ဒီတက်ကဲမိုးလေးကသူကပူတဲ့အခါကျတော့လေဟိုအေးတယ်အခါကျတော့လေနှွေးတယ်တခါနယ်သာလန်နိုင်ငံရောက်သွားတဲ့အခါနာရန်မြို့တောကြီးတဲ့ဝင်သွားတော့တက်ကဲမိုးအိမ်ကြီးတွေတွေ့တယ်ဟာတက်ကဲမိုးအိမ်ကြီးတွေနဲ့ပါလားဒီဆိုအဲ့ဒီလိုက်တခါကြီးတယောက်ကပြောအရှင်ဘုရားတဲ့တထေးမှဒီအိမ်နေနိုင်တာတဲ့တကယ်မို့အိမ်ကတထေးမှနေတာစဉ်းစားကြည့်ပြောင်းပြန်မယ်ဒီလေဒီကတော့သူမိုးမှတထေးထင်တာအဲ့တကယ်မိုးကအရှင်ဘုရားတထေးမှနေနိုင်တာတကယ်ကလည်းတပေလောက်ထူတယ်ဒူကြီးတွေအပေါ်မှာမိုးထားတာအဲ့ဒီတကယ်မိုးကစနိုးတွေကြရင်လည်းသူကသူလျှော်ဆင်းသွားပြီးတော့အေးဓာတ်ကအောက်ကိုမပေါက်ဘူးအေးတဲ့ရာသီမှာလည်းအဆင်ပြေတယ်ပူတဲ့ရာသီမှာလည်းအဆင်ပြေတယ်သဘောကျရင်ဒီမှာလည်းတက်ကဲတွေရှိတယ်အဲ့ဒါတက်ကဲမိုးလေးနဲ့အဲ့ဒါကြောင့်မို့လို့ရှင်သူဗုဒ္ဓကပြောတာငါတဲလေးဟာမိုးထားပြီးပြီဒုက္ခနိဝါဒနေလို့ထိုင်လို့လည်းကောင်းတယ်လေလုံးမိုးလုံးလည်းဖြစ်နေပြီဝတ္တဒေဝယထာဒုက္ခမိုးနဲ့မင်းစိတ်တိုင်းကြတာရွာတော့ဖြောက်လုံးမနေနဲ့စိတ်တိုင်းကြရွာချလိုက်ဆိုပြီးတော့မိုးနဲ့တာကိုတို့လှမ်းပြောတဲ့စကားစိတ်တံမေသူတမဟိတံဝိမုတ်တံသူ့ရဲ့အခြေအနေတစ်ခုဖော်ပြတာစိတ်တံမေသူတမဟိတံငါရဲ့စိတ်လေးဟာတည်ငြိမ်ပြီးတော့နေတယ်ကိရိတာညစ်ကြေးတွေကလည်းအလုံးကင်းဝေးပြီးလွတ်မြောက်ပြီးတော့နေတယ်ဒါသူယဟန္တာဖြစ်နေတာကိုသူပြောပြတဲ့စကားပဲနော်
သူဟာစိတ်ဓာတ်မေသူတမဟိတံဖြင့်တမာရီစွာသူရှိလို့ဥဒိစ္စဆိုကိလေသာသူမှမရှိဘူးလို့ပြောတာဝိမု ക്ത ံဆိုတာဉာဏ်ကိလေသာတွေအလုံးကလည်းသူလွတ်နေပြီအလုံးသူစိတ်ဓာတ်ဟာငြိမ်သက်ပြီးအဆိုးတွေကအပူပင်တွေကအလုံးလွတ်နေတယ်လွတ်သွားပြီအာတာပိဝိဟရာမိဒီလိုလွတ်သွားပြီမဲ့ငါအလုံးမလုံးပဲမနေဘူးအမြဲတမ်းတပ္ပထံကမ္မထာအထုတ်နေတယ်ဒီတဘာဝဝင်စားဖို့ရအတွက်ဝိပဿနာရှုတယ်ဝိပဿနာရှုပြီးဝိပဿနာအခြေခံပြီးတော့နော်ဖလားသမဘတ်တွေဝင်စားပြီးတော့အမြဲတမ်းဒါကိုပဲလုပ်နေတယ်ဇန်နေဝင်စားတယ်ဒီဖလားသမဘတ်တွေဝင်စားတယ်ဝိပဿနာရှုတယ်ဒီအလုပ်တွေနဲ့သူဟာအမြဲတမ်းကြိုးစားအထုတ်ပြီးနေတာတဲ့ဒါကြောင့်မို့ဝတ္တဒေဝစိတ်တိုင်းကြရွာချလိုက်ဆိုပြီးတော့မိုးကိုလှမ်းပြောတဲ့ခါတာအဲ့တော့ဒီခါတာလေးကအဓိပ္ပာယ်နှစ်ခုတွက်ဆိုတာဘာကိုပြောတာတုံးလို့ဆိုတမန်အဖြစ်တော့သူကပြင်မကိုကြည့်မယ်ဆိုရင်သန္နာမေကုတိကာဆိုတာသူနေတဲ့တဲချောင်းလေးဟာလုံလုံခြုံခြုံရှိနေပြီလို့ဆိုတဲ့နေရာမှာဒီနေရာမှာသူ့ရဲ့ဝိပဿနာရှုတော့ကပြောမယ်ဆိုရင်သန္နာမေကုတိကာဆိုတာသူ့ရဲ့ခန္ဓာကိုယ်အတ္တဘောခန္ဓာကိုယ်အတ္တဘောကလည်းကြည့်လေတကားပေါက်တွေရှိတယ်မျက်စိနာနာလျှာကာယဆိုတဲ့တကား6ပေါက်ရှိတယ်အဲ့ဒီတကား6ပေါက်ဟာသူဟာလုံလုံခြုံခြုံလှုပ်ထားသည့်အတွက်ကြောင့်ကိရိတာဆိုတဲ့မိုးရည်တွေကြာကြာနာနာတော့သီလဆိုတဲ့အမိုးနဲ့အပေါ်ကမိုးထားသည့်အတွက်ကြောင့်ကိလေသာတွေကထိုးဖောက်ပြီးတော့ဒီထဲမှာမိုးရည်တွေကိလေသာဆိုတဲ့မိုးရည်တွေဟာထိုးဖောက်ပြီးမွေရောက်နိုင်ဘူးလူရဲ့ခန္ဓာကိုယ်ကဒီသူကရသော်ဗျာဟောတာလို့ပဲနော်အမိုးမကောင်းတဲ့အိမ်ဆိုလို့ရှိရင်ဒီမိုးရေတွေကထိုးဖောက်ဝင်ရောက်လာနိုင်တယ်မိုးယူတတ်တယ်ပေါ့အမိုးကောင်းပြီဆိုလို့ရှိရင်မိုးမယူဘူးအမိုးကောင်းပြီဆိုရင်မိုးမယူအဲ့ဒါလိုပဲလူရဲ့ခန္ဓာကိုယ်မှာလည်းပဲသီလလုံလုံခြုံခြုံထိမ့်သိမ့်ပဲအိန္ဒြိယသံဝရလို့ဆိုတဲ့မျက်စိကိုထိမ့်သိမ့်တယ်နားကိုထိမ့်သိမ့်တယ်နှာခေါင်းအဲ့ဒီမျက်စိနာနာလျှာကာယနေပြီးတော့ကိလေသာစိတ်တွေမဖြစ်လာဘူးအလုံးဟာလုံခြုံပြီးတော့နေတယ်ကိလေသာတွေရဲ့ဝင်ပေါက်တစ်ခုမှမရှိတော့ဘူးဆိုရင်သန္နာမေကုတိကာသူ့ရဲ့ခန္ဓာကိုယ်အတ္တဘောလေးဟာလုံခြုံနေတယ်ကိလေသာတွေထိုးဖောက်ပြီးမွေရောက်နိုင်မှုဒုက္ခမေနိဝါဒသူဟာကိလေသာနှောင့်ယှက်တွေမရှိသည့်အတွက်ကြောင့်ချမ်းချမ်းသာသာနေရပါတယ်နော်ဝတ္တဒေဝယထာဒုက္ခကိလေသာမိုးမင်းရွာခြင်းတော့ရွာငါခန္ဓာကိုယ်မင်းမထိုးဖောက်နိုင်တော့ဘူးငါစိတ်ထဲကိုမင်းရောက်မလာနိုင်တော့ဘူးလို့ဒီလိုဆိုလို့တယ်ဒီနောက်အဓိပ္ပာယ်တစ်ခုကနော်ကိလေသာဆိုတဲ့ဘုန်းကြီးတို့တွေကအိမ်ကဒိုးရပေါက်ဖြစ်မျက်စိကကောင်းတာလေးမြင်လိုက်ရင်လည်းလောဘဖြစ်တယ်မကောင်းတာမြင်လိုက်ပြန်တော့ဒေါသဖြစ်တယ်နားကตายရတဲ့အတန်လေးကြားလိုက်ရင်လောဘဖြစ်တယ်ဒိုးရပေါက်ဝင်နေတာဟောမိုးကရွာယုံနေမကဘူးအပေါက်ကြီးပေါင်းငယ်ကြားနေအဲ့ဒါလို့ဖြစ်နေနော်အဲ့လိုဖြစ်နေအဲ့တော့သူကအမှန်တမ်းအဓိပ္ပာယ်ရှိတယ်သန္နာမေကုတိကာငါခန္ဓာကိုယ်အတဘောဆိုရယ်ဒီအိမ်လေးကမိုးလုံးလေးလုံးဖြစ်နေပြီမင်းရွာချင်းရွာလိုက်ဘယ်နည်းနဲ့မှငါခန္ဓာကိုယ်အိမ်ထဲကိုကိလေသာဆိုတာမဝင်ရောက်နိုင်တော့ဘူးလုံခြုံနေပြီအဲ့ဒါကြောင့်မို့စိတ်တံမေသူတမဟိတံဝိမု ക്ത ံငါစိတ်ကိုငါလုံခြုံစိတ်ချစွာထားလို့အလုံးကနေငါလွတ်မြောက်နေတာဖြစ်တယ်အာတာပိဝိရာမိဒါပေမဲ့ငါကြိုးစားပန်းစားနဲ့ကြိုးစားပြီးတော့အားထုတ်နေတာဖြစ်တယ်လို့ဝတ္တဒေဝမိုးနဲ့မင်းကြိုက်တယ်လို့ရွာချလိုက်လို့ဒီအမတ်တရားစကားကိုပြောတာဟာသူခန္ဓာကိုယ်ကိုရည်ရွယ်ပြီးတော့ပြောတယ်လို့လည်းအဓိပ္ပာယ်ရတယ်သူနေတဲ့ကြောင်းလေးကိုရည်ရွယ်ပြီးတော့ပြောတယ်လို့လည်းအဓိပ္ပာယ်ရတယ်အဓိပ္ပာယ်နှမျိုးထွက်တဲ့ရာလို့တာမန်အဓိပ္ပာယ်လေးကတစ်ခုနော်ကြောင်းလေးမိုးလုံးလို့ရွာလိုက်ဆိုတာအပြင်ကဟာခန္ဓာကိုယ်ကြီးဟာသူ့ဟာသီလသမာဓိပညာဆိုတဲ့သိက္ခာ300အကျင့်မြတ်တွေနဲ့လုံလုံခြုံခြုံထိမ့်သိမ်းဆောက်ရှောက်ထားသည့်အတွက်ကြောင့်
ဘယ်ကိလေသာမိုးကမှထွန်းဖောက်ပြီးမဝင်နိုင်ဘူးသူစိတ်တရားတည်ငြိမ်နေတယ်အေးချမ်းနေတယ်ဒါပေမဲ့ကြိုးကြိုးစားစားသူအာထုတ်နေတယ်ဆိုတာကိုပြောပြခြင်းအဖြစ်ကိလေသာမိုးကိုစိန်ခေါ်တဲ့စကားလည်းဖြစ်တယ်ပေါ့ဒါကြောင့်မို့သူဟာယန္တာဖြစ်ကြောင်းကိုထင်ရှားပြတဲ့စကားရပ်ဖြစ်သည့်အတွက်ကြောင့်အညာပြာကရဏယန္တာဖြစ်ကြောင်းကိုကြေညာတဲ့သဘောလေးရောက်တယ်တဲ့ဒါကြောင့်မို့မထေရမြတ်တို့ရဲ့အမှတ်တရစကားများမှာရှင်သုဗုဒ္ဓိမထေရမြတ်ရဲ့အမှတ်တရစကားကိုရှေးဥစွာဒီကနေ့မှတ်သားနိုင်ယူကြရတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုန်းကြီးတို့တွေလည်းတနေ့တစ်ခါမှအမှတ်တရစကားလေးပြောနိုင်အောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီမှတ်သားပြီးကျင့်ကြံပွားများအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြကျင်သာသာယာပွင့်လန်းချမ်းသာဒုက္ခအဓိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း